ထုတ်ခဲ့ပါဒီနေ့လိုပထမဦးစွာဖျားတခင်ကိုကျေးဇူးတင်တယ်ဒီကနေ့ဖျားတခင်ဤစီမောက်မှာနဲ့ကျွန်တော်တို့ဘမောခရိုင်တခရိုင်လုံးဤအမှုတော်ဆောင်များစီမောက်မှာမျက်နှာပြရခွင့်ရရှိတဲ့အတွက်ကြောင့်ဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်။နာမည်အနေနဲ့ကျွန်တော်တို့ဘမောခရိုင်လူကြီးမင်းများရည်ရွယ်ချက်ရှိနဲ့ကျွန်တော်ကိုဘုရားသခင်ရွေးချယ်တကယ်တော့ခရိုင်လူကြီးများလည်းပဲကျွန်တော်ကိုရွေးချယ်ပြီးမှဘမောကျမ်းစာကျောင်းကိုပို့ဆောင်သွားတာဖြစ်တယ်လွန်ခဲ့တဲ့2020ခုနှစ်မှာမူစေကျမ်းစာကျောင်းတော်တက်ဖို့တခါဆုံးဖြတ်ကြတယ်ကျွန်တော်ရှိတဲ့ခြံမြေတွေရောင်းပြီးမှမူစေကျမ်းစာကျောင်းတော်တက်ဖို့ဖြစ်တယ်မရောက်ဘူးဆိုရင်လုပ်တဲ့လူလည်းမရှိဘူးပြီးတော့ကျွန်တော်တွားလို့ရှိပေါ့စီတွားပြီးမှအနောက်ဆိုရင်ပူပန်မှုမရှိရအောင်ရောင်းချပြီးမှမိသားစုအတွက်တုံးဖို့ထုံးဖို့ထားပြီးမှမူစေကျမ်းစာကျောင်းတွားမယ်လို့ဆုံးဖြတ်ခဲ့တယ်မကြခင်မှာပဲဘူပစ်ယောဂပြန်ပေါ်လာရောအဲ့ချိန်မှာကျောင်းအုပ်ဆရာမတွေနဲ့အရင်တုန်းကခုံနိုင်ကအရှင်တင်ရတယ်အမျိုးတိုင်ပင်ခဲ့ကြတယ်နောက်ပိုင်းတော့တရုတ်ပြည်မှာဘာယောဂလည်းမတိဘူးဆိုပြီးမှတခါလဲချလဲတီသွားတယ်တဲ့စုံစမ်းကြည့်တဲ့ခါကျတော့ကိုပြစ်ယောဂဆိုတာအဲ့ဒီမူစေကျမ်းစာကျောင်းကမဖွင့်ဖြစ်ဘူးတဲ့မဖွင့်ဖြစ်တော့ကျွန်တော်ရောက်သွားတဲ့လေပြန်လို့ဖို့လည်းရောက်လွန်သွားပြီဆိုတော့သူများလေပွေတော့တနစ်စာပြန်လို့စားလိုက်ရတယ်အဲ့ဒါနဲ့ဖျားသခင်ကကျွန်တော်ကိုအတုံးမလို့တော့ဘူးထင်တယ်ကျွန်တော်ဆွေလောပန်းနဲ့တော့လုတ်ခဲ့တယ်ဆွေလောပန်းတော့လုတ်တော့အစင်မပြေဘူးကျွန်တော်လည်းနောင်တရတယ်ဘုရားသခင်ကကျွန်တော်ကိုရွေးချယ်တာတစ်မျိုးကျွန်တော်လုတ်နေတာတစ်မျိုးထင်တယ်အဲ့ဒါမကြခင်မှာဆရာယောဟန်ကျွန်တော်စီပြန်တက်လာတယ်ဘုလောကပေလိုဖြစ်ဘမောကျန်းစာကြောင်းတက်ကိုတက်ရမယ်တဲ့ဆရာနောက်ထပ်တစ်နှစ်စဉ်းစားခွင့်ပေးပါနောက်ထပ်တစ်နှစ်ဆိုရင်ကျွန်တော်ဆုံးဖြတ်ချက်ရပြီဘုရားသခင်ကျွန်တော်ကိုအတုံးမလို့တော့ဘူးထင်တယ်လို့ကျွန်တော်ဘမောမူစေကျမ်းစာကျောင်းတက်တော်နဲ့ဆဲကြီးကိုပြယောဂကြောင့်ကျွန်တော်ချော်လွယ်ဖြစ်ခဲ့တယ်လို့နောက်တစ်နှစ်ပြန်စဉ်းစားခွင့်ပေးတယ်ကျွန်တော်ရည်ရွယ်ချက်ကခုနပြောတယ်လို့ကျွန်တော်အစီတွိုင်းအနောက်မချီရအောင်ဆိုပြီးမှနောက်ထပ်တစ်နှစ်ဆွေပြန်မောင်းချီတယ်ဆွေလည်းမအောင်ဘူးကျင်းသားခါတော့မှရှင်းဖို့မလောက်ဖြစ်တယ်ဆရာယောဟန်ပြန်တက်လာတယ်မင်းတိုးထဲမှာပဲမအောင်နဲ့တော့ထွက်ခဲ့တော့ဘုရားသခင်မင်းကိုရွေးကောက်နေပြီထွက်ခဲ့တော့ဆရာနောက်ထပ်15ရက်15ရက်ဆိုရင်တစ်ချက်သားလောက်အောင်ပါစေလို့အောင်ခဲ့ရင်
အဲ့ဒီဆွေနဲ့မိသားစုအတွက်ချထားပြီးမှမူစေကျန်းစာကြောင်းတော့တက်မယ်လို့မဟုတ်ဘူး sorry ပုံမကျန်းစာကြောင်းတက်မယ်မူစေကျန်းစာကြောင်းမှာဝေးလို့ပုံမမှာတက်ဖြစ်အောင်တက်ပါစေမရက်လည်းစီးပြီးဆွေလည်းမအောင်ကျွန်တော်အမျိုးသမီးလည်းစိတ်ကပြောင်းလာတယ်အမှန်ကဘုရားသခင်ပါဘုရားသခင်ကကျွန်တော်အမျိုးသမီးကိုစိတ်ကနိုးစော်ခဲ့ယောက်ျားမထူးတော့ဘူးဆရာယောဟန်ပြောတဲ့စကားနားထောင်ပြီးမှတွားလိုက်တော့ချက်ချင်းတဲထုတ်တော့တဲထုတ်ဖို့လမ်းစီရိတ်လည်းမရှိဘူးကဲတူညာငွေတိုးယူပြီးမှဆက်ဆိုင်ကိုအိမ်အထိတဲလာပြီးမှအိမ်ဝင်းမှာထားပြီးမှမိုးကမိုးပြီးမှတပတ်အနားယူပြီးမှဘုံမကျောင်းစာကျောင်းမှာရောက်လာရချင်းဖြစ်တယ်ကျွန်တော်ရည်ရွယ်ချက်လည်းရှိတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်ပညာအရည်ချင်းနဲ့မဖြစ်နိုင်ဘူးထင်တယ်ကျွန်တော်ကနောက်ဆုတ်ချင်နေတာဆရာကျွန်တော်ပညာအရည်ချင်းမရှိဘူးလို့မဖြစ်နိုင်ဘူးထင်တယ်ကချင်စကားလည်းမတတ်ဘူးကချင်စာလည်းမတတ်ဘူးဖြစ်သွားမယ်တဲ့အဲ့ဒါဆရာယောဟန်စကားနားထောင်ပြီးမှဘုံမောကျန်းစာကျောင်းမှာတနစ်ပထမနှစ်မှာတော့အယံခံစားခဲ့ရတယ်အယံကြီးနေမဟုတ်ဘူးကျွန်တော်ကျောင်းပြီးတော့မယ်အဲ့ဒါကျွန်တော်ခန္ဓာကိုယ်ထဲမှာလူပုဂ္ဂိုလ်2ယောက်ရှိတယ်ဒီယောက်ကတော့ဘယ်လိုပြောရမလဲအစမကောင်းအနောက်မတေချာပေါ့ထပ်ပြီးလိုက်မင်းဆက်ဆိုင်လဲမရောက်တော့နေဘူးမင်းဆက်ဆိုင်ကရောက်ချင်းအိမ်ဝင်းမှာထားစီပြီးမှမိုးကပဲမိုးခဲ့တယ်မင်းထွက်ပြီးတော့ရင်ဆွေတော့ဆက်မောင်းလို့ရတယ်အခုကမင်းတပိတ်တပစ်ဖြစ်သွားမယ်မင်းကျန်းစာကြောင်းမှာစကားလည်းမပေါက်ဘူးတရားပါအဲ့မျိုးအမဲတမ်းပြောနေတရားကထားပါညတကောင်ဆူတောင်းညတကောင်မဟုတ်ဘူးဆိုရင်ကျန်းစာကြောင်းမှာဆိုတော့ဆရာမတို့အားလုံးပြီးတဲ့အတိုင်းပဲဆူညံ့အားလုံးအိပ်ပြောက်တဲ့အချိန်မှာပြန်ဆူတောင်းကျွန်တော်ထွက်ပြီးရင်တော့လွတ်ပါတယ်ကျောင်းအုပ်ဆရာကံဆရာကိုလည်းထွက်ပြီးလို့လွတ်တယ်သူ့ကျောင်းအုပ်ဆရာအောင်စာကိုလည်းထွက်ပြီးလို့လွတ်တယ်ကျွန်တော်ပစ္စည်းပင်ပြီးမှသူတို့အစိမထွက်သွားရင်ကျွန်တော်ကိုဘာသာနိုင်မလဲဒါပေမဲ့ယောနာရဲ့အသက်တာမျိုးဖြစ်သွားမှာဆိုလို့မထွက်ပြီးနဲ့လူမျိုးချင်းထွက်ပြီးလို့လွတ်တယ်ဘုရားသခင်ကိုထွက်ပြီးလို့မလွတ်ဘူးမထွက်ပြီးနဲ့အဲ့ယူပါယူထဲမှာပြန်ဝင်လာတယ်အိမ်မှာပြန်လဲတယ်ဘုံမကျန်းစာကျောင်းမှာနေတဲ့အခါမှာနီးတယ်ပြီးတော့ဆရာမခမ်းဟောနဲ့ကျောင်းမပြီးသေးဘူးတပတ်တစ်ခါအကြာဆုံး3ပတ်တစ်ခါဘုရားကျောင်းမှာနန်းဤဘုရားကျောင်းမှာလာဦးဆောင်လာခြင်းဖြစ်တယ်ဘုရားကျောင်းမှာလာဦးဆောင်တဲ့အချိန်မှာကျွန်တော်အမျိုးသမီးနဲ့ပြန်တိုင်ပြင်တာမိမကျွန်တော်ကျောင်းမနေချင်တော့ဘူးအယံချက်ခဲတယ်သူများအချိန်စရာကတ်ထားတာလဲကျွန်တော်မဖတ်တတ်ဘူးသူများအတန်းတွားတာလဲကျွန်တော်နားမလည်ဘူးခံစားခဲ့တယ်ကျောင်းနေပြတဲ့ငယ်ချင်းတွေနဲ့စာအုပ်စာတမ်းတွေလွယ်အိတ်တွေလွယ်ပြီးမှမင်းတို့ပဲတွားမလဲအတန်းတွားမယ်လေ
อาจารย์ตัวเนี่ยมาขอโบจนอมาตีผู้บาสุมาผมมาเชิญเสียกาถารามีมาเมนบุลาจนอมาพัตตาโลบาจนออายัดใส่เป็ดตาปีแม่ที่รู้เปี้ยวได้สกาลีน้าแท้มาใส่แท้มาหมุยท่านเนี่ยจนอช่างมิวสิมาโนพิยาโบตีผู้จนอลาชินพิเดประตูว่าเปี้ยวเปลี่ยนดุยละตาเสียงจนอเป็นโรเซตลงมาเลยที่อาเชียเสียมากัดท้าเลยอาเชียเสียเลยจนอรามาพัดตัดดูสุดหยดตันตับคงยัดมาว่ามันสีกาสมัยดูเสียมันสีกาเสียรอป่ามาทีนี้สมัยดูสิมาอากุณีตั้งสมัยดูจิสุพิเวจนโลอาเชนเสียไปหาแล้วโลจนโฮมเปียเอติหาโฮมเตเอนะตอนนี้นานนี้อาไปเสียลาเต็มไปแล้วจนโลเปียวเปียมาอีฟูเนี่ยประมาณยี่ชาเนี่ยในวันเปเสียเนี่ยตอนนี้เองก็เปเสียเลยจนประมาณยี่ชาดีมาเกาหลีมากัดทาราไอ้ข้าจะมาตุนยาบุยี่เสียเลยรอบุอาเชนตันกูหาในกูรวยดีมาอัตันปอกอาศัยสาเก็นขันบุตัวยาชินพิษได้พิยาตะกี้เนี่ยตาตนาลงน้ำกูเลยพิยาตะกี้เนี่ยเม็ดน้ำกูเลยทับสู้เลยจนรู้น้ำอีสันตาตนาอัตตมักกาเบจนรู้ก็เชิญปีเนมามีไทยท่าเดสามยวนสิบมันโดพิยากูที่ผู้ยันอัตตตรงนิดตากาลามาป้องแต่ขันสารเช็ดยอมาป้องแต่ขันสารเช็ดยอโจเพชรขยะเช็ดพิเดปโมขยายก็เสียจีดีเลยเมื่อนาท่าปีมายงการขยะเลยปโมขยายก็เสียจีดีจนเราผู้สาวตัวเนี่ยลีกษาโลลูกปีมาเปลี่ยนลายสิมปีในบูสุปีมาจนจูสาอาทุกยาเชิงพิเดจนมิวตมีเลยอเมดานเปียวเลยมีนักมาสุกแน่มีนักสุกแค่ยิงเมียนาเปียมาตัวเปียมาเลยขยายงานลูจีเลยตลอดตีจ้าเดเห็นจ้าเดเรามาสู้แน่เล่มาชี้แน่จนทำเนี่ยวนแล้วจนอายุจะมีทำแค่ไหนนัวแล้วมุ้ยแค่ไหนวัวแล้วมุ้ยมีแค่ไหนไอ้ดีกูใจมุ้ยท้าเดอีกดูมูทอปันหูมุ้ยท้าเดปริศาสตะขาตะมีย้ำชาบีมาจนน้องกูนีปันปูแค่ไหนไอ้ดีผมเยอะแน่จนจบแค่ขยะเด้อากูจนอัศวนอัศาปามาไม่ยากหลายดูแม่อาชีพขันเนี่ยตัดตลอดมัดตลอดน้ำอีตัดตนานุก้าสันตัดตนาสุดาอุสัมตัวมาพิเดจนที่ยาวเทสิงหอบีมาแค่ตันตัวมาแล้วมาพบปะบูปโมขยายตะขยายโลโมเลยเด็กตัวพิยาสีอาบูพิยาสีพิยาที่เขียนเนี่ยเลยเป็นอเมริกันสุดาวบีมาจดเพียบตัวมาพิเดโลจนเปียวจาบุบาเดจนเปียวเชิญนาคาเราอันยาจีสีบาเดตาบีแม่อาเชนเนี่ยจ่าโดเดตัวเจ้าตาวบานบาเดดี
ခရီးရတဲ့တန်စေခွန်နစ်ရှိလာတဲ့အတွက်ကြောင့်ခန်းစားချက်တွေပြောစရာတော့အများကြီးရှိတယ်ပြောလို့မကုန်နိုင်ဘူးအခက်အခဲအပေါင်းများစွာရှိတယ်ကျန်းစာကြောင့်မရောက်ခင်မှာလည်းအခက်အခဲအများကြီးရှိပါတယ်ဆရာမတို့တချို့ကလည်းတင်ကြားရပါတယ်သူများလိစက်ရင်းပန်းချင်းနဲ့ခံခဲ့ရတယ်ဒါပေမဲ့အတိုင်းနေတော့ကျွန်တော်မပြောလို့တော့ပါဘူးခုနကျွန်တော်ပြောတယ်လို့ကျွန်တော်တို့ပုံခရိုင်လုံးဝိုင်းဝန်းပြီးမှကြည့်စုပြီးမှလက်တွဲပြီးမှဆွေးထုတ်ပြီးပါလမ်းပြပြီးပါမာနာစီနဲ့ပြောပြပါလို့ကျွန်တော်မေတ္တာရပ်ခံပါတယ်ကျွန်တော်ပြောကြတော့စကလုံးတွေအမှားပါရှိခဲ့တော့ညာလည်းပဲအားလုံးခွင့်ပြုကြပါလို့မေတ္တာရပ်ခံပါတယ်အားလုံးဆရာအပေါင်းတို့ကိုကျေးဇူးတင်ပါတယ်ဘုရားသခင်ကိုလည်းကျေးဇူးတင်ပါတယ်မင်္ဂလာပါတက်တဲ့ခါပြေတော့လေဆရာမကန်ပြန်လေ